ဒီကနေ့ဗီဒီယိုမှာတော့ HOK ပလေယာတိုင်းတို့အိမ်မှာဆိုပထွေးတော့ကိုမိုးမိုးကောင်းတဲ့ဟီးရိုးဖြစ်တဲ့တားကြီးကိုတွန်းတွန်းချင်းဘယ်လိုဆော့အောင်လဲဆိုတော့ဂိုင်းလေးလုပ်ပေးသွားကြပါမယ် Skill 1အချစ်လိုင်းလေးရ Skill 1ကိုတုံးလိုက်ရင်ချိန်ထားတဲ့ direction ကိုလာချမ်းခွေးပုံစံထိုင်းတဲ့ line ပြထုတ်လိုက်မှဖြစ်ပြီးတော့ direction တောက်လျှောက်က enemy ကို damage အပြင်းစားထိမှန်စေမှာဖြစ်ပါတယ် Skill 1ဟာတားကြီးရဲ့ main damage dealing skill ပဲဖြစ်ပြီးတော့ indicator ရဲ့အဖျားကြီးကိုထိမှန်နေတဲ့ skill မို့လို့ range အတော်ရှည် skill လို့လည်းပြောလို့ရပါတယ် Skill 2ချုပ်ကန်ခြင်းနဲ့ရင်မှာပွင့်လန်း Skill 2ကိုတုံးလိုက်ရင်တော့တားကြီးဟာချိန်ထားတဲ့ enemy unit ကို fly gas လာပေးလိုက်မှဖြစ်ပြီးတော့ထိတဲ့ကောင်ကတော့တားကြီးရဲ့ပြူစားတာကိုခံရပြီးတစ်စက္ကန့်ခွဲလောက် stun ယူရမှာပါ Automate အသေးလေးယူ Automate ကိုတုံးရင်တော့ screen ဝဲထဲမှာရှိတဲ့ enemy ကိုအသေးပုံ9ခုနဲ့ run နဲ့ဆူချမှာဖြစ်ပြီးတော့ Automate လို့သာပြောရတာ damage ရောကိုယ်တိုင်းရောတိတ်များတဲ့အထက်မှာမပါတဲ့ skill မျိုးပါလမ်းချောင်းရင်ကတ်လို့ရတာတော့အားလုံးကြတဲ့ချက်ပေါ့တခုရှိတာကတော့တားကြီးရဲ့ skill 2နဲ့ skill 3တွေက indicator screen ထဲမှာ enemy unit မရှိရင်တော့တုံးလို့မရတဲ့ skill မျိုးတွေပဲဖြစ်ပါတယ်တားကြီးရဲ့ combo ကတော့2 ultimate 1 man ဖြစ်ပြီးတော့ဘာကြောင့်သူတို့တုံးရတယ်လဲဆိုတားကြီးရဲ့ညှို့ယူဖန်သားခြင်းလို့ခေါ်တဲ့ passive skill က spell ကိုထိအောင်တုံးလို့လေ stat စုပြီးတော့ enemy defense ကို short လေမို့လို့ပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ skill 2ရဲ့အရင် stand damage စိတ်မများတဲ့ ultimate ကိုတုံးပြီးကမှ damage အများဆုံး skill 1ကိုတုံးတာကဒီ combo ကို damage အထူးဆုံး combo ဖြစ်စေတာပါတားကြီးဆိုတဲ့ hero ဟာကြိုက်တဲ့ item ကြိုက်တဲ့ aggro နဲ့ကြိုက်တဲ့ ram မှာကြိုက်တယ်လို့ဆို enemy တွေကိုစိတ်တစ်ခွက်ကောင်းအောင်ပေးနေတဲ့ hero မို့လို့အထူးတလဲ recommend ခြင်းနဲ့ဘေးရလို့တော့မရှိပါဘူးအားလုံးပဲ dragon ကိုလက်ထက်အားရစင်မှုမစကင်းနေသူတစ်ပါးကိုစိတ်တစ်ခွက်အကောင်းဆုံးပေးနိုင်ကြပါစေခင်ဗျာ